အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ရန်ကုန်မှာပေါ့နော်တက်စီဝန်ဆောင်မှုပေးနေတဲ့တက်စီ driver လေးဖြစ်ပါတယ်ကျွန်တော်တက်စီဝန်ဆောင်မှုပေးတဲ့နေရာမှာလည်းကျွန်တော်က grad စီမှာပေါ့နော်ကျွန်တော်မှာဝင်ပြီးတော့မိဘပြည်သူတွေတွားလို့တဲ့ခရီးတွေကိုဝန်ဆောင်မှုအကောင်းဆုံးပေးနေတဲ့တက်စီ driver လေးဖြစ်ပါတယ်အခုဒီနေ့တင်ပြပေးမယ့်ဟာကgrad စီ app ကိုသုံးနေတဲ့မိဘပြည်သူတွေထဲမှာပေါ့နော်တကယ်မသုံးတတ်သေးတဲ့မိဘပြည်သူတွေရှိတယ်တကယ်သုံးပြီးတတ်ပြီးသားcredit policy တွေကိုသိပြီး rule နဲ့စည်းကမ်းတွေကိုသိပြီးသားသူတွေအတွက်ကတော့ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အရာကတော့အကျုံးဝင်မှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကလက်ရှိဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကကျွန်တော် grad စီ app ကိုဘယ်လိုအသုံးပြုမလဲပြီးရင်သူ့မှာပေးတဲ့ promotion code တွေကိုလည်းဘယ်လိုအသုံးပြုမလဲပြီးတော့ရှင်သူ့ရဲ့ pick up point တွေပေါ့နော်ကျွန်တော်တို့လူချင်းမင်းတို့ရှိတဲ့နေရာတွေကိုဘယ်လိုသေချာစီစစ်ပြီးတော့ထောက်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ကgrad စီနဲ့ကျွန်တော်တို့တက်စီငါးစီးတော့မယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာgrad စီ app ရှိဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီ grad စီ app ကိုကျွန်တော်တို့အရင်ဆုံးပေါ့နော် Android ပဲဖြစ်ဖြစ်iOS ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ grad စီ app ကိုအရင်ဆုံး download ဆွဲထားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က Android ဖြစ်တဲ့အတွက်တော့ကျွန်တော်ရှိမှာတော့ download ဆွဲပြီးသားဒါပေမဲ့မိဘပြည်သူတို့ download ဆွဲမယ်ဆိုရင်ကျွန်တော်တို့ Android ဆိုလို့ရှိရင်တော့ Play Store ပေါ့နော်iOS ဆိုလို့ရှိရင်တော့Play Store ကနေပြီးတော့ download ဆွဲမှာဖြစ်တယ်ကျွန်တော် Android ကနေပြီးတော့ပြပေးမယ် Android မှာဆိုလို့ရှိရင်ဒီ store လေးကိုဝင်လိုက်ပါဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ grab ဆိုပြီးတော့ရိုက်လိုက်ပေါ့နော်ဒီ search bar မှာ grab ဆိုရိုက်လိုက်လို့ရှိရင်ဒီမှာ grab food delivery ရှာလို့ရှိရင် grab driver app ကိုတော့လုံးဝမလုပ်ပါနဲ့ဒါကတော့ grab driver တည်တဲ့အတွက်ပါကျွန်တော် grab ကိုထောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ grab ဒီမှာပေါ့နော်ဒီနေရာလေးပါ grab taxi and food ဆိုပြီးတော့ delivery ဒါလေးကို download လေးဆွဲပါကျွန်တော် grab driver app ကိုလုံးဝ download မဆွဲပါနဲ့ဒါကကျွန်တော်တို့ရင်မောင်းတွေအတွက်ပါအဲ့တော့ကျွန်တော်တို့ကဒီ app လေးကိုဒီ app လေးကို download ဆွဲလိုက်မယ်ပေါ့နော် okay download ဆွဲပြီးသွားလို့ရှိရင်ဒီ app လေးကိုဝင်လိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာဒီ app လေးကိုဝင်လိုက်ပြီဆိုလို့ရှိရင်မိဘပြည်သူတို့က VPN ခံစားလုံးဝမလိုပါဘူးဒါပေမဲ့သူက location ကိုတော့ဖွင့်ပေးထားရပါမယ် app ကိုဝင်တဲ့ location ဖွင့်ပေးထားရမယ် location ကိုကျွန်တော်တို့ကတောက်လျှောက်ဖွင့်ထားမလားဒီ app ကိုသုံးနေတဲ့အချိန်မှာဖွင့်မလားဆိုတာကိုကျွန်တော်ရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ location ကိုဘာကြောင့်ဖွင့်ရလဲဆိုတော့ဒီ location ဖွင့်မှသာကျွန်တော်တို့ကကျွန်တော်တို့ရောက်ရှိတဲ့နေရာတွေကျွန်တော်တို့ရှိနေတဲ့နေရာပေါ့ရောက်နေတဲ့နေရာတွေရှိနေတဲ့နေရာတွေကိုကျွန်တော်တို့ကတောက်လျှောက် update ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်ကိုရောက်နေလဲဆိုတာကဒီ location မှာအများကြီးမူတည်ပါတယ်အခုလက်ရှိကကျွန်တော်အခုအသစ်ဖွင့်ပါဆိုကျွန်တော်တို့ region ရွေးပေးရမယ် region မှာကျွန်တော်မြန်မာရွေးလိုက်မယ်အဲ့မှာရန်ကုန်ကျွန်တော်အခုမှရှိတဲ့1 Guayan G1 ရန်ကုန်လို့ရွေးပေးလိုက်မယ်ကျွန်တော်တို့မှာရှိရမြန်မာပလာဇာမှာရှိရကဘာကြီးရှိရဒါတော့အစမှာဆိုရင်သူလောက်ပဲကျွန်တော်ရွေးပေးလိုက်မယ်နော်မြန်မာပလာဇာမှာရှိတယ်ပေါ့ထားပါတော့ပြီးကြရင် ICD ကဘာကြီးဖျားလမ်းဒါကမြန်မာပလာဇာရဲ့ဆန္ဒ1 2ဘာမှရှိလဲကျွန်တော်တို့ information တခုရေးပြီးတော့ confirm နေလိုက်မယ်ဆိုတော့နော်ကျွန်တော်တို့ရပြီပေါ့နော်ဒါတွေကတော့ကျွန်တော်လောက်လဲရတယ်ဘာမှမဖြစ်ဘူးကျွန်တော်မှာ welcome back ကျွန်တော်အရင်ရှိပြီးသားဆိုတော့ကျွန်တော်ကိုနားလာယူတာအနေနဲ့ဝင်ရမယ်လက်ရှိမှာကျွန်တော်တို့ကဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဖုန်းနဲ့ဝင်ပါလား Facebook နဲ့ဝင်ပါလား Google နဲ့ဝင်ပါလားဆိုပြီးတော့မေးတယ်ကျွန်တော်ကတော့Google နဲ့ဝင်လိုက်မယ် Google နဲ့ဝင်လို့ရှိရင်ကျွန်တော်တို့မှာ Google နဲ့ဝင်ဖို့တော့ကျွန်တော်တို့မှာ Gmail တခုရှိဖို့လိုတယ်ပေါ့နော် Gmail တခုရှိပြီးကြောက်ရင်ကျွန်တော်တို့ကကျွန်တော်တို့မှာ Gmail account တခုနဲ့ဝင်လိုက်ပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ကဖုန်းနံပါတ်တစ်လုံးထည့်ပေးရဖုန်းနံပါတ်ထည့်တော့ကျွန်တော်ကဖုန်းနံပါတ်တစ်လုံးထည့်လိုက်မယ်ပြီးရင် message နေလိုက်မယ်ပြီးရင်ဖုန်းနံပါတ်ကိုသူကကုတ်6လုံးချပေးမယ်ပေါ့နော်ကုတ်6လုံးလေးကိုကျွန်တော်တို့စောင့်လိုက်မယ်ကုတ်6လုံးကြာပြီ
ကုန်း6လုံးကိုကျွန်တော်တစ်ချက်တွက်ကြည့်မယ် copy ယူလိုက်မယ်ပေးချလိုက်မယ် okay ဒါပဲဒါဒီရောက်တော့ကျွန်တော်ကအခုဒီမှာအရင်ထောက်ပြီးသားလူတွေရဲ့နေရာလေးပေါ်နေရပါတော့ကျွန်တော်ကအခုကျွန်တော်ရောက်တဲ့နေရာကိုသူထောက်လိုက်မယ်ထောက်လို့ရှိရင်သူရွေ့သွားတယ်ကျွန်တော်ရောက်တဲ့နေရာဥပမာကျွန်တော်ဒီမှာရောက်နေတယ်ဆိုရွေ့သွားတယ်ကျွန်တော်ရောက်တဲ့နေရာမှာ pick up point မရှိတော့ကျွန်တော်နဲ့အနည်းဆုံးနေရာလေးကိုသူကရွေ့ပြီးတယ်ဗျမိတ်ဆွေတို့မြင်လားမသိအဲ့တော့ဒီလိုရွေ့ပြီးတယ်ဆိုရင်ဥပမာကျွန်တော်ကဒီနေရာမှာရောက်နေတယ်သူကရွေ့သွားတယ်ရွေ့သွားတဲ့နေရာကိုကျွန်တော်တို့ကတိဖို့လိုတယ်ငါရွေ့ပြောင်းရွေ့သွားတယ်ရွေ့သွားပြီဆိုရင်ဟုတ်ပြီကျွန်တော်တို့ကဘယ်မှာသွားဆောင်အောင်လဲဆိုဒီရွေ့သွားတဲ့နေရာမှာကျွန်တော်တို့ကခေါ်ရတဲ့တက်စီကိုသွားဆောင်အဲ့ဒီရွေ့ရတဲ့နေရာကိုကျွန်တော် confirm ဖြစ်ပြီးကျွန်တော်တို့ကလောစရာမလိုဘူးညာကျွန်တော်အဓိကမိတ်ဆွေတို့အနေနဲ့ကျွန်တော်အခုကားမောင်းနေတဲ့အချိန်မှာတွေ့နေရတာလောစရာမလိုဘူးကိုဘယ်နာရောက်နေလဲဆိုတော့အခု pick up point ထောက်တဲ့နေရာမှာတွေ့လိမ့်မယ်ဒီလိုမတွေ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကရိုက်ရှာလိုက်လို့ရတယ်ဒီပေါ်မှာစာရိုက်ရှာလိုက်လို့ရတယ်ဥပမာကျွန်တော်တို့ဘယ်ရောက်နေရလဲကလေးစေးရုံရောက်နေရလားကလေးစေးရုံကိုရောက်နေတယ်ရန်ကင်းကလေးစေးရုံဥပမာရန်ကင်းကလေးစေးရုံကိုကျွန်တော်သဘောထားလိုက်ပေါ့နော်ရန်ကင်းရန်ကင်းဆန်လာရောက်ရန်ကင်းကလေးစေးရုံရန်ကင်းကလေးစေးရုံကိုရိုက်ရှာလိုက်တယ်ရန်ကင်းကလေးစေးရုံရောက်တယ်ရန်ကင်းကလေးစေးရုံကိုကျွန်တော်တို့ကထည့်လိုက်လို့ရတယ်နော်ဒါဆို pick up point ဒီမှာဆိုရေးထားပြီးသားကျွန်တော်တို့ဒီ right ဒီမှာကားသမားတွေရက်လို့မရဘူးဒီမှာဆိုရင်ကားသမားတွေအကြာကြီးစောင့်လို့မရဘူးဒီမှာဆိုလို့ရှိရင်ကားသမားတွေအကြာကြီးစောင့်လို့မရဘူးအဲ့ဒါတွေကိုမိတ်ဆွေတို့အနေနဲ့တိရမယ်ပေါ့နော်တိပြီးဒီနေရာတွေမှာဒီလိုနေရာတွေ point ထောက်လို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကားသမားမရောက်ခင်ကို2မိနစ်3မိနစ်တော့အလိုကြိုပြီးတော့အပြင်ကိုထွက်ဆောက်ပေးစီခြင်းတယ်ပေါ့နော်ထောက်လိုက်ပြီဒါဆိုကျွန်တော်တို့ confirm နေလိုက်မယ်ဟိုမှာဆိုပါဆိုဥပမာပေါ့ဗျာဟုတ်ပြီကျွန်တော်ဒီမှာ pick up point လုပ်လိုက်ပြီးတော့ကျွန်တော်တို့ကchoose pick up point လုပ်လိုက်တာနဲ့ကျွန်တော်တို့ကကားခေါ်ဖို့အနေထားကိုရောက်သွားမယ်ကျွန်တော်လေရင်ကွန်းတော့သွားမယ်ဆိုတော့ pick up point နေရာနဲ့သွားတယ်တောင်းတုံးတောင်ကြားတယ်ပြီးတော့နောက်တစ်ခုက grab မှာစီကံသတ်မှတ်ပေးထားပါတယ်မေဆိုတို့ကိုတက်စီကိုလူ4ယောက်ပဲစီးခွင့်ရှိပါတယ်လူ4ယောက်စီးခွင့်ရှိတယ်လူပိုလည်းတင်ခွင့်မရှိပါဘူး grab တက်စီနဲ့တက်စီ plat နဲ့ဘာကွာလဲလို့မိတ်ဆွေတို့သိကျင်တဲ့လူတွေလည်းရှိမယ်နော်တက်စီကတော့အစုံလာမယ်တက်စီ plat ကားလည်းလာမယ်တက်စီဆိုတဲ့ဟာတော့ရိုးရိုး AD ဘန်ကနေစပြီးတော့ဟိုပတ်ဆိုအသေးလေးရစားပြီးတော့ကျွန်တော်တို့ grab plat ရတယ် EV တွေလည်းပါကောင်းပါနိုင်တယ်အများကြီးအစုံလာမှာကျုံတဲ့ကားလာအဲ့ဒီမှာအဲကုန်းဖွင့်တဲ့ကားလည်းရှိမယ်မဖွင့်တဲ့ကားလည်းရှိမယ်ဒါကတော့ဟိုပါပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲသူများဟိုလိုပြောချင်တယ်လည်းမဟုတ်ဒါကတော့ choice ပဲပေါ့နော်တက်စီ plus ဆိုလို့ရှိရင်တော့ကျင်းနေတယ် feeder ကနေစပြီးတော့ကျွန်တော် EV တက်စီတွေလာမယ်အဲကုန်းကတော့ဖွင့်ပေးမယ်အဲ့ဒီမှာလည်းဟိုလုပ်ငန်းဝင်တွေမှာတော့ကျွန်တော်တို့စုံပြူပါလိတာပဲဗျာနော်မတ်ဆောင်ကိုင်းနဲ့ဖွဲ့ပြရတဲ့ဖွဲ့ပြီးတော့ပါကောင်းပါနိုင်တယ်ဒါကတော့ကျွန်တော်လည်းအတကြမပြောနိုင်ဟုတ်ပြီဒါကတော့တက်စီငှားတဲ့အဆင့်ပေါ့နော်ဒီမှာ booking နှိပ်လိုက်တာနဲ့ကျွန်တော်ကတက်စီငှားလို့ရပြီပထမဆုံးဒီ booking နှိပ်လို့မှာကျွန်တော်တို့ကတက်စီကိုတစ်ခါမှမငှားဘူးလေဘူးမှအစငှားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ set fee လေးဆွဲပေးရပါမယ် set fee လေးဆွဲလိုက်တာနဲ့တက်စီစငှားလို့ရပါပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော် promo code တွေဘယ်လိုသုံးမလဲ promo code တွေဘယ်လိုသုံးလဲဆိုလို့ရှိရင်ဒီလိုမျိုးမိတ်ဆွေတက်စီကိုမခေါ်ခင်မှာအခုဒီမှာ booking လေးကိုတက်စီဆိုတဲ့နေရာလေးကိုမနှိပ်ခင်မှာကျွန်တော်ဒီမှာ offer ဆိုတဲ့နေရာလေးရှိတယ်ဒီ offer ဆိုတဲ့နေရာလေးရှိမယ်ဒီ offer ဆိုတဲ့နေရာလေးနှိပ်လိုက်တစ်ချက်နှိပ်လိုက်အဲ့လိုရှိရင်မိတ်ဆွေမှာဒီမှာ promo code တွေရှိလားမရှိလားသူကဒီမှာဖော်ပြထားတယ်နော်ဒီနေရာမှာဒီမှာမိတ်ဆွေတို့မှာ promo code ရှိရဆိုရင်ဒီမှာဘလောက် off ဆိုတာရှိတယ်ဒီမှာ3000 off တွေရှိမယ်5000 off ရှိမယ်ဟိုကဒီမှာသူရပေးတဲ့ promotion တွေရှိမယ်အရင်တော့ပထမတော့ဆိုရင်ဟို iPhone ပေါက်တဲ့ promotion တွေရှိတယ်အဲမှာ promo code မရှိဘူးခုမှတစ်စီစစီးမဲ့သူတွေဆိုတော့ဆိုရင်ဒီအပေါ် search bar လေးမှာဒီပေါ် search bar လေးမှာမိတ်ဆွေအကောက်အကြီးတွေနဲ့တစီနေဘူးဆိုရိုက်လိုက်တစ်ဆက်ထဲနော် NEW နေဘူးဆိုရိုက်ပြီးတော့ကျွန်တော်အမှန်ကြီးလေးကိုခြေပြလိုက်နော်တစီနေရလို့ရှိရင်ဒါကျွန်တော်တို့ဒီမရှိဘူးတစီမျိုးဆိုတဲ့ကုတ်မရှိတော့ဘူးပြီးကြရင်နောက်တစ်ခုက2000 off
မရှိတော့လောဆယ်မှာ promo code တွေဒီမှာပေးထားတာမရှိတော့ပထမပေးထားတာရှိတယ်အရင်မှာ promo code ပေးတယ်ဆိုရင်ဒီမှာဒီနေရာလေးကိုအများအားဝင်ကြည့်ပါအခုမှတတိစစီမဲ့လို့အတွက်ဆိုရင်ဒီမှာဒီနေရာလေးကိုအများအားဝင်ကြည့်ပါဒီ offer ဆိုတဲ့နေရာလေးကိုဝင်ကြည့်ပါတတိ booking မခေါ်ရင်အမှတို့ offer တွေ promotion တွေပေးတယ် code တွေပေးထားလေးရှိပါတယ်အဲဒီမှာကျွန်တော်တို့ကဟိုဟာလုပ်လို့ရပါတယ်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်မသိသေးလို့ရှိရင်အောက်မှာထပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါအောင်မယ်အားလုံးကျေးဇူးပါ